မင်္ဂလာပါဗျာဒီနေ့ပေါ့ကတ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုမေးခွန်းတစ်ခုမေးချင်တယ်စီးပွားရေးလုပ်ရတာခက်သလားအဖြေကတော့ခက်တာပေါ့နော်ပြိုင်ဘက်တွေများတယ်ငွေကြေးဖောင်းပွားမှုတွေရှိတယ်နည်းပညာတွေကအမြဲပြောင်းလဲနေတယ်ဒါပေမဲ့ခဏလောက်မျက်လုံးမိတ်ပြီးစဉ်းစားကြည့်ရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကမြတ်စွာဘုရားရှင်လက်ထက်တုန်းကကုန်တယ်တယောက်ဖြစ်နေမယ်ဆိုရင်ရောခမည်းဘယ်လိုလုပ်မလဲအဲ့ဒီခေတ်မှာဘဏ်တွေမရှိဘူးအင်တာနက်မရှိဘူးအာမခံကုမ္ပဏီတွေမရှိဘူးဒါပေမဲ့ယုံမလားပဲအဲ့ဒီခေတ်ကစီးပွားရေးစနစ်ကကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးစမ်းပြနှံ့နေတယ်ဒီနေ့မှာတော့ဗုဒ္ဓခေတ်ကအအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းကြီးတွေအကြောင်းနဲ့သူတို့စီကနေခေတ်လူငယ်တွေဘာသင်ယူလို့ရမလဲဆိုတာကိုပြောပြသွားပါမယ်ပထမဆုံးကျွန်တော်ပြောပြချင်တာကတော့စွန့်စားမှုအကြောင်းပါအဲ့ဒီခေတ်ကအထင်ရှားဆုံးနဲ့အန္တရာယ်အများဆုံးစီးပွားရေးကတော့လှဲကုန်တဲ့လုပ်ငန်းပါပဲပါဠိလိုတော့တတ္တဝါဟလို့ခေါ်တယ်မျက်စိထဲမြင်အောင်ကြည့်လိုက်ဗျာကုန်တဲ့ခေါင်းဆောင်တယောက်ဟာလှဲစီးပေါင်း900လောက်ကိုဥဆောင်ပြီးခီးထွက်ရတယ်တောတွေတောင်တွေတဲကန်နာရတွေကိုဖျက်ရတယ်သူ့ရဲ့တာဝန်ကဘယ်လောက်ကြီးလဲဆိုရင်လမ်းမှာဓာတ်ပြတိုက်ခံရနိုင်တယ်ရေပြတ်သွားနိုင်တယ်လမ်းမသွားနိုင်တယ်ကျွန်တော်တို့ဇက်တော်တွေထဲမှာကြားဘူးကြမှာပါလဲကုန်တဲ့ခေါင်းဆောင်ဆိုတာမိုးကုတ်ဆက်ဝိုင်းကိုကြည့်ပြီးကျေတာယာတွေကိုဖတ်တတ်ရတယ်ရေကြောဘယ်မှာရှိလဲနားလည်ရတယ်ပြီးတော့အရေးကြီးဆုံးက decision making ဆုံးဖြတ်ချက်ချနိုင်စွမ်းပဲဗျသူဆုံးဖြတ်ချက်တစ်ခုမှားတာနဲ့သူ့နောက်ကလှဲ900လုံးလူပေါင်းရာချီဒုက္ခရောက်သွားနိုင်တယ်ဒါဟာဒီနေ့ခေတ်စီတွေနဲ့တူမနေဘူးလားဗျာအဲ့ဒီခေတ်ကကုန်တယ်တွေဟာအန္တရာယ် risk ကိုယူပြီးအကျိုးမြတ် reward ကိုရှာဖွေခဲ့ကြသူတွေပါသူတို့စီကတင်ယူရမှာကခေါင်းဆောင်မှုဆိုတာအသိပညာနဲ့ရှင်တဲ့စွန့်စားမှုဖြစ်တယ်ဆိုတာပါပဲဒုတိယတစ်ခုကတော့ငွေကြေးကဏ္ဍပါအဲ့ဒီခေတ်ကတုတ်ထီဆက်တွေလို့ခေါ်တဲ့တထေးကြီးတွေအကြောင်းပြောရအောင်ကျွန်တော်တို့ကတထေးဆိုရင်ပတ်စံချမ်းသာတဲ့သူလိုပဲအလွယ်မြင်ကြတယ်တကယ်တော့အဲ့ဒီခေတ်ကတုတ်ထီဆိုတာဒီနေ့ခေတ်ဘဏ်ကားတွေ investor တွေနဲ့တူပါတယ်တာဝတိပြည်မှာဆိုရင်အနာထပိန်တထေးကြီးလိုပုံကိုမျိုးပေါ့သူတို့ကဘာလုပ်တယ်လဲဆိုတော့ငွေထုတ်ချေးတယ်အရင်းနှီးမရှိတဲ့ကုန်တယ်ငယ်လေးတွေကိုငွေရင်းစိုက်ပေးတယ်ပြီးတော့ credit system အကျွေးစနစ်ကိုတောင်အဲ့ဒီခေတ်ကသုံးနေကြပြီဥပမာလက်မှတ်ထိုးထားတဲ့အကျွေးစာချုပ်တွေကိုတစ်မျိုးကနေတစ်မျိုးလွှဲပြောင်းပေးချေလို့ရနေပြီဒါကိုကြည့်ချင်းအဖြစ်စီးပွားရေးတစ်ခုကြီးထွားဖို့ဆိုတာယုံကြည်မှု trust ကအဓိကပဲဆိုတာရှေးခေတ်ကတည်းကလက်တွေ့ပြခဲ့ပြီးသားပါခမားမှာနာမည်ကောင်း reputation ရှိရင်ငွေမရှိရင်တော့လုပ်ငန်းဆက်လို့ရတယ်ဆိုတဲ့သဘောတရားပါပဲနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်အကြိုက်ဆုံးအပိုင်းကိုပြောပြချင်တယ်အဲ့ဒီခေတ်ကလက်မှုပညာသည်တွေနဲ့ကုန်တဲ့အသင်းဖွဲ့တွေအကြောင်းပါဘာပဲဆရာတွေစင်ဆွဲပပုဆရာတွေရဲ့ကန်းတယ်တွေဟာတယောက်တည်းလုပ်တာမဟုတ်ဘူးဗျသူတို့ကအစည်းအရုံးတွေနဲ့လုပ်ကြတယ်ဥပမာဗာရာဏသီကပိုးထယ်ရဲ့လုပ်သူတွေဆိုရင်သူတို့ရွာနဲ့သူတည်တံ့ရှိတယ်သူတို့ထုတ်တဲ့ပစ္စည်းက quality control ရှိတယ်ဘယင်ကတောင်သူတို့ရဲ့ခေါင်းဆောင်ကိုလေးစားရတယ်ဘာလို့လဲဆိုတော့သူတို့ကနိုင်ငံရဲ့စီးပွားရေးကြောရိုးဖြစ်နေလို့လေဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီခေတ်ကစင်ဆွဲပပုဆရာတွေရဲ့လက်ရာဟာဘလောက်တောင်တည်တက်တယ်လဲဆိုရင်နိုင်ငံခြားတိုင်းပြည်တွေအထိတင်ပို့ရောင်းချရတယ်ဒါကဘာကိုပြလဲဆိုတော့ကျွမ်းကျင်မှုကိုတန်ဖိုးထားတဲ့ခေတ်ဖြစ်နေတာကိုတွေ့ရတယ်ခမားဘာပဲလှုပ်လှုပ်အိုးပဲလှုပ်လှုပ်ပန်းပဲထူထူကို့အလုပ်မှာကျွမ်းကျင်မှုရှိနေရင်အဲ့ဒီလူဟာလူအဖွဲ့အစည်းမှာနေရာတစ်ခုရနေစမြဲပါပဲဏီကုန်းချုပ်အနေနဲ့ကျွန်တော်တစ်ခုပြောချင်ပါတယ်ဗုဒ္ဓခေတ်စီးပွားရေးလောကကိုပြန်ကြည့်လိုက်ရင်သူတို့အောင်မြင်ရတဲ့အဓိကတော့ချက်ကဘာလဲငွေလားနည်းပညာလားမဟုတ်ပါဘူးအဖြေကကျင့်ဝတ်အသစ်ပါမြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောကြားခဲ့တဲ့တမန်အာဇီဝမှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုဆိုတာဘာသာရေးတတ်မဟုတ်ဘူးဗျဒါဟာရေရှည်တည်တတ်တဲ့စီးပွားရေးမဟာဗျူဟာတစ်ခုပါသူတစ်ပါးကိုဒုက္ခပေးတဲ့လက်နက်ရောင်းတာအစိတ်ရောင်းတာလူကုန်ကူးတာတွေကိုရှောင်ကျဉ်ပြီးလူအဖွဲ့အစည်းကိုအကျိုးပြုတဲ့ကုန်စည်နဲ့ဝန်ဆောင်မှုကိုပေးတဲ့စီးပွားရေးတွေဟာနှစ်ပေါင်းထောင်ချီကြာတဲ့အထိဂုဏ်သတင်းကျန်ရစ်ခဲ့ပါတယ်ဒါကြောင့်မိတ်ဆွေတို့လည်းဒီနေ့ခေတ်မှာစီးပွားရေးလုပ်တဲ့အခါ
လှဲကုန်တယ်တွေလိုတတိရှိပါတထေးကြီးတွေလိုယုံကြည်မှုတိဆောက်ပါလက်မှုပညာသည်တွေလိုကျွမ်းကျင်မှုကိုတန်ဖိုးထားပါအရေးကြီးဆုံးကတော့ကိုလုပ်ရက်ကလူဖွဲ့စည်းအတွက်အကျိုးရှိရလားဆိုတာကိုအမြဲမေးခွန်းထုတ်ပါလို့တိုက်တွန်းချင်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက် episode တွေမှာပြန်ဆောင်ကြပါမယ်